ဝိုင်းတက်ကပြောပြလိမ့်မယ်လာတဲ့သူကိုလေပြင်းကျက်လာတဲ့နေ့တော့သိမယ်ဝိုင်းတက်ကပြောပြလိမ့်မယ်လာတဲ့သူကိုလေပြင်းကျက်လာတဲ့နေ့တော့သိမယ်အိုခြင်းမေးမယ်လေတားလို့မြတ်လိုင်းလို့ပြည့်စည်ကြမယ်တက်ရှိဘောကိုကိုယ်တိုင်သာပဲလက်တွေ့ကြရင်ဘန်းငါရီလိုတွေ့နှမ်းသွားတာကိုသိလိုက်ကလေးပဲဆွငါသွားမယ်ဘန်းငါရီလိုတွေ့နှမ်းသွားတာကိုသိလိုက်ကလေးပဲဆွငါသွားမယ်နောက်တော့မှရောက်နေဖြစ်တယ်ဒီလိုဆိုလို့သွားကြမှာလဲချစ်တဲ့သူဝိုင်းချစ်တဲ့သူဝါ